လေးမွေးပြီးတဲ့နောက်မှာဘိုက်ခောက်တွေပိုးထွက်လာတာကအစားများလို့ပဲလို့ထင်နေလားခလေးမေမေတွေဒီဗီဒီယိုကိုမကြော်သွားပါနဲ့နော်ခလေးမွေးပြီးတဲ့နောက်မှာဘိုက်ခောက်တွေထွက်လာတာဘိုက်အစီတွေကပိုများလာတာကအစားများလို့တခုတည်းမဟုတ်ပါဘူးနော်အေးရေးမဝါတာလှုပ်ရှားမှုတွေနည်းလာတာအစားအသောက်ပုံစံတွေကပြောင်းလဲလာတာကိုယ်ဝင်ဆောင်ပြီးတဲ့နောက်မှာဝမ်းဘိုက်ကြွက်သားတွေကဆန့်ထွက်လာတာဒီအချက်တွေကြောင့်လေဘိုက်ပုံစံလေးတွေကပြောင်းလဲလာနိုင်တယ်အထူးသဖြင့်ခလေးမွေးပြီးတဲ့နောက်မှာဘိုက်ခောက်တွေထွက်လာတာကိုအစီပဲလို့ထင်ပြီးအစားပဲလျှော့နေမယ်ဆိုရင်ကိုတကယ်အကြောင်းရင်းကိုမသိပဲဖြစ်နေနိုင်ပါတယ်နော်ဒါကြောင့်မမေတို့အနေနဲ့အစားအသောက်ကိုမျှတအောင်စားမယ်လှုပ်ရှားမှုကိုလုပ်မယ်အေးရေးဝအောင်ကိုစူးစမ်းပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အခြေအနေကိုနားလည်ပြီးမှဝိတ်ချတာကပိုကောင်းပါတယ်နော်ဝိတ်ချခြင်းတဲ့မိမိတွေအောက်က comment မှာကိုလက်ရှိရဲ့ပေါင်ချိန်လေးကိုရေးခဲ့ပေးပါနော်